ဝါဆိုလာနေ့ရောက်တိုင်းရသော်ဘုရားကိုအမှတ်ရပြီးတော့ရသော်ဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုဘုန်းကြီးတို့ပူဇော်ကြရမှာဖြစ်တယ်ရသော်ဘုရားကိုကိုယ်တိုင်မမီလိုက်ရတော့လေဘုရားတရားကိုနာခွင့်ရနေကြတဲ့ဒီကနေ့မျက်မှောက်ခေတ်မှာရှိကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့တဲ့ကျေးဇူးအကြီးမားဆုံးသောပုဂ္ဂိုလ်ကိုဖော်ထုတ်ပြောဆိုပါလို့ဆိုလို့ရှိရင်ရသော်ဘုရားထိတ်တန်းနေရာမှာရှိတယ်။ဒါကြောင့်အနန္တ၅ပါးပြောကြတယ်လေဘုရားတရားတန်ခါဆရာမိဘလို့ဆိုပြီးအနန္တကျေးဇူးရှင်ဆိုပြီးတော့သတ်မှတ်ကြတယ်။အဲ့ဒီသတ်မှတ်တဲ့အထက်ပဲခုနလို့ဆိုတဲ့နေရာမှာရသော်ဘုရားကဂုဏ်ကြီးချင်းနေပြည့်ရုံရမှာကျေးဇူးတရားဟာလည်းမတ္တမကြီးမားတယ်။ဒါလည်းမေးကြရှိတယ်။မြတ်စွာဘုရားကမိဘရဲ့ကိုညာကျေးဇူးကြီးသလားလို့ဆိုကြီးတာပေါ့။မိဘကကိုကျွေးုံကျွေးနိုင်တာပဲလေ။ကုသိုလ်အကုသိုလ်လို့ခွဲခြားသိဖို့အတွက်ကျတော့ဘုရားရဲ့အဆုံးအမရမှသိတာဟုတ်။မိဘကကိုကျွေးုံကျွေးနိုင်တယ်ပညာသင်ပေးနိုင်တယ်။တာမန်အဆုံးအမဩဝါဒတွေပေးနိုင်တယ်။မြတ်စွာဘုရားကျတော့တန်တရားဥက္ကလွတ်နိုင်တဲ့လမ်းကြောင်းထိအောင်ပေါ်ထုတ်ပြတယ်။အဲ့ဒီလမ်းကြောင်းကိုဘယ်သူပေါ်ထုတ်ပေးနိုင်မှာတော့မိဘကရောကိုသားသမီးကိုတန်တရားဥက္ကလွတ်အောင်ဒီလမ်းကြောင်းကိုဟောပြောပြသနိုင်ပါမလားမပြသနိုင်ဘူးဒီကနေ့ခေတ်နိဗ္ဗာန်လမ်းကြောင်းကြီးကိုဖွင့်ပေးနေတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားဖွင့်ထားတဲ့လမ်းကိုထပ်မံရှင်းပြရုံရှင်းပြနိုင်တာကိုလှုပ်တာမဟုတ်ဘူးဒီလိုဆိုလို့လေနော်ဘုန်းကြီးတို့တရားဟောနေတယ်ဆိုတော့ကိုတရားမှမဟုတ်တာမြတ်စွာဘုရားတရားကိုတဆင့်ခံပြီးတော့ဟောနေကြတာအလုံးဟောသမျှမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကြီးပဲဘယ်ပုဂ္ဂိုလ်ဟောမြတ်စွာဘုရားပိုင်တဲ့ပစ္စည်းကိုယူပြီးအသုံးချနေတယ်လို့ပြောရမှာပဲဒါကြောင့်မြတ်စွာဘုရားရဲ့ခြေဆုတရားတော်ဘုရားဘာသာဝင်သူတော်စင်တွေတိုင်းမှာပဲဘုရားရဲ့ခြေဆုတွေကဆက်မကုန်နိုင်တော့ရှိတယ်လို့ခြေဆုတရားကိုသိတတ်မယ်ဆိုလို့ရှိရင်ဒီခြေဆုတွေဟာဘယ်လိုမှဆက်ကုန်ကြအကြောင်းမရှိဘူးပေါ့ခြေဆုဆိုတဲ့နေရာမှာနှစ်မျိုးရှိတယ်လောကလူသားတွေတစုံတစ်ခုကူညီဆောင်ရွက်ပေးတယ်တစုံတစ်ခုကျွေးမွေးမှုတွေစောင့်ရှောက်ပေးတယ်အဲ့ဒီခြေဆုတရားဟာလောကမှာလူတိုင်းပြုလွယ်နိုင်တဲ့ခြေဆုတရားများတာဖြစ်တယ်ပေါ့ဟောလို့တန်မြာဝကလွတ်အောင်ဆိုဆုံးမှပေးတယ်ကုသိုလ်အကုသိုလ်ခွဲခြားဟောကြားပေးတယ်ပြည့်စုံတဲ့တရားနဲ့ပြည့်ကင်းတဲ့တရားခွဲခြားဟောကြားပေးတယ်ဆိုတာလူတိုင်းခြေဆုမပြုနိုင်ဘူးဒီခြေဆုကသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာခြေဆုပြုနိုင်အဲ့ဒီခြေဆုဟာဘုသူခြေဆုလို့ဆိုဘုရားခြေဆုပဲမြတ်စွာဘုရားကိုမမီလိုက်တော့လေဘုရားရဲ့အဆုံးအမတွေကြားနာခွင့်ရလို့စိတ်နှလုံးအေးချမ်းမှုအ ਨੇ ဆုံးရကြတယ်နောက်ဆုံးမှာကိုယ့်ရဲ့ဘဝခရီးအတွက်မှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လှမ်းနိုင်ခွင့်ရှိသွားတယ်ရှောက်လှမ်းနိုင်သွားကြရှောက်လှမ်းနိုင်သွားကြသည့်အတွက်ကြောင့်ဘဝမှာအမခံချက်တွေရသွားကြဒီဘဝမှာလည်းစိတ်နှလုံးအေးချမ်းမှုတွေရတယ်နောက်ဘဝတွေမှာလည်းပဲကုသိုလ်ကောင်းမှုတွေလုပ်ကြရသည့်အတွက်ကြောင့်ဒီတဲ့ကောင်းတဲ့ဘဝမျိုးတွေနဲ့ကြုံတွေ့နိုင်တယ်လို့ဟောဒီကျေးဇူးတွေဘုသူကျေးဇူးလို့ဆိုမြတ်ဗုဒ္ဓရဲ့ကျေးဇူးတွေပဲလို့ဒီလိုဆိုအကယ်၍မြတ်ဗုဒ္ဓရဲ့အဆုံးအမမရဘူးဆိုရင်ဘယ်လိုအခြေအနေရှိမလဲဂရိခေတ်ကြည့်လေဗုဒ္ဓကိုမယုံကြည်လို့ဗုဒ္ဓကိုမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေရဲ့အနေထားစဉ်းစားကြည့်ပေါ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့အမတန်မှဝေးနေတယ်တချို့အဆုံးအမမရတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒုစရိုက်လုပ်ငန်းတွေကိုပဲလုပ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရလိမ့်မယ်လို့ထင်ပြီးတော့တတ်ဖြတ်ပြီးဒီလိုလုပ်နေကြတဲ့ဘာသာတွေလည်းအများကြီးရှိတာအဲ့တော့လမ်းကြောင်းတစ်ခုကမှားသွားပြီဆိုလို့ရှိရင်အလွန်အန္တရာယ်များတာမမှန်မကန်ယူဆပြီဆိုလို့ရှိရင်လည်းအလွန်အန္တရာယ်များတယ်အန္တရာယ်ဟာဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝထီအောင်တသန္တလာလုံးအတွက်အန္တရာယ်တွေရှိတယ်လို့ဒီလိုဆိုတာနော်မြတ်စွာဘုရားကတော့အမြင်မှန်ဖို့ဆိုပြီးတော့ဆုံးမဟောတာဒါကြောင့်ဘုရားဘာသာကျင့်စဉ်ထဲမှာယုံကြည်မှုကိုရှေ့တန်းထားဖို့အမြင်မှန်မှုကိုရှေ့တန်းထားတယ်အဲ့ဒီ7ပါးအကျင့်တရားထဲမှာယုံကြည်မှုဆိုတော့မပါဘူး
ယုံကြည်မှုနဲ့လုပ်တယ်ဆိုတာတကယ်ကိုအစာလေးပဲရှိသေးတယ်ပေါ့နော်သို့တော့တခြားဘာသာတွေမှာဆိုရင်ယုံကြည်မှုကိုရှေ့တန်းတင်ထားတာယုံကြည်မှုနဲ့လမ်းဆုံးနေတာဝေဖန်မှုတွေဆန်းစစ်မှုတွေလက်ခံမှုယုံကြည်ရမယ်ယုံကြည်မှုသာအဓိကအဲ့ဒါလို့ထားတော့လေဘုရားမြတ်စွာရဲ့အဆုံးအမကြတော့ယုံကြည်မှုဆိုတာအစကလေးပဲတန်းလောက်ပဲရှိတယ်လို့ပြောရမှာပေါ့အထက်တန်းမှာတော့ယုံကြည်မှုကအဓိကမဟုတ်ဘူး right understanding လို့ခေါ်တယ်နားလည်မှုကအဓိကဒါကြောင့်မို့မဂ္ဂင်၈ပါးမှာကြည့်တမ္မာဒိဋ္ဌိဆိုတာကိုရှေ့တင်ထားတာတမ္မာဒိဋ္ဌိဆိုတာမှန်ကန်စွာမြင်မှုပဲအဲ့ဒီမှန်ကန်စွာမြင်မှုဟာဘလောက်အရေးကြီးတယ်လဲအင်တမအရေးကြီးတာဒါကတမ္မာဒိဋ္ဌိကိုအဆင့်၅ဆင့်ခွဲပြီးတော့ဆိုကြတယ်ပေါ့အဆင့်၅ဆင့်ဆိုတာတမ္မာဒိဋ္ဌိဟာအခြေခံအဆင့်အနေနဲ့ပြောမယ်ဆိုရင်ကံကံဤအကျိုးသိမြင်ခြင်းဟာကာမတက္ကတာတမ္မာဒိဋ္ဌိဒါအခြေခံပဲဒီအခြေခံတရားကဘာလို့ဆိုလိုတာလဲဆိုရင်ကိုလှုပ်တာကိုတာဝန်ယူတဲ့အဆင့်ပဲချို့ကကိုလှုပ်တာကိုအတိမမပြုတ်ဘူးလေကိုလှုပ်တာကိုအတိမမပြုတ်ရရောက်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့မြင်မှုဟာကိုလှုပ်တာကိုတာဝန်ယူတဲ့အထိပ်နဲ့ရောက်တယ်ပေါ့ကိုလှုပ်တာကိုတာဝန်မယူဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာလူတော်လူကောင်းဖြစ်ဖို့တောင်မရှိနိုင်ဘူးပေါ့အဲ့တော့လူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုလှုပ်တာကိုအတိမပြုတ်ရမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုရင်ဒီသိမြင်မှုဟာတာမန်သိမြင်မှုမဟုတ်ဘူးအခြေခံအားဖြင့်အမှန်တမ်းလုံလောက်တဲ့သိမြင်မှုတစ်ခုဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကျတော့ဘာလို့ဆိုရင်ကာမတက္ကတာတမ္မာဒိဋ္ဌိပြီးတော့တမ္မာဒိကျင့်စဉ်တစ်ခုကိုကျင့်လို့တမ္မာဒိစွမ်းအားဟာဘယ်လောက်ရှိတယ်လို့သိတာကိုယ်တိုင်ကျင့်ပြီးကိုယ်တိုင်သိတာကြတော့ဇာနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဇာနာတမ္မာဒိဋ္ဌိနောက်တစ်ခါယုံနဲ့ဓမ္မသင်္ခါရတို့ရဲ့မမြဲတဲ့သဘောထိုမမြဲခြင်းမှုတွေကမမြဲမှုတွေကဖြစ်မှုတွေကအမြဲတမ်းနှိမ့်ဆက်နေပြီးဒုက္ခပေါ့ကိုယ်ဘာမှမပိုင်ဘူးကိုယ်ဆန္ဒတိုင်းဘာတစ်ခုမှမဖြစ်ဘူးလို့ဆိုတဲ့အနတ္တသဘောတွေကိုပိုင်ပိုင်နိုင်နိုင်သိတဲ့အသိဉာဏ်ကြတော့ဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါလည်းအမှန်မြင်ခြင်းတစ်ခုပဲပေါ့နောက်တစ်ခါနိဗ္ဗာန်ကိုမြင်တယ်မြင်လိုက်တာနဲ့တပြိုင်နက်ဆိုင်ရာကိလေသာတွေစိတ်ရဲ့အပူတွေကိုဖယ်ရှားပြနိုင်တယ်အဲ့ဒီအမြင်မှန်ကိုတော့မဂ္ဂတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီလိုအမြင်မှန်ပြီးကိလေသာတွေဖယ်ရှားပြလိုက်တဲ့အခါမှာအငွေ့အသက်ကျမ်းနေတာကိုထပ်ပြီးတော့ရှင်းပြထားကြတော့ဖလတမ္မာဒိဋ္ဌိလို့ခေါ်တယ်အားလုံးပေါင်းတဲ့အခါကျတော့တမ္မာဒိဋ္ဌိ၅မျိုးလို့ကာမတက္ကတာတမ္မာဒိဋ္ဌိတဲ့ဇာနာတမ္မာဒိဋ္ဌိတဲ့ဝိပဿနာတမ္မာဒိဋ္ဌိမဂ္ဂတမ္မာဒိဋ္ဌိဖရတမ္မာဒိဋ္ဌိအဲ့ဒီတမ္မာဒိဋ္ဌိတွေဘုရားဘာသာမှာအစဉ်စဉ်အမှန်မြင်မှုအတွက်အရေးကြီးတယ်ဆိုတာဘုရားဘာသာတရားတော်ရဲ့ထူးခြားချက်မြတ်စွာဘုရားရဲ့အဆုံးလောကမှာတဏှာဥစဉ်ကလွတ်ဖို့လို့ဆင်းရဲဒုက္ခတွေလွန်မြောက်ဖို့လို့ဆိုတဲ့ဒီလိုကြိုးပမ်းတဲ့နေရာမှာအမှန်မြင်မှုဟာအရေးပါတယ်ဒါကြောင့်တမ္မာဒိဋ္ဌိဆိုတာရှေ့တန်းတင်ပြီးတော့ဟောတာယုံကြည်မှုဆိုတာဒီလောက်အရေးမပါဘူးတဲ့နော်မှန်ကန်တဲ့လမ်းကြောင်းကိုရောက်လို့ယုံကြည်တာကအကြောင်းမဟုတ်ဘူးလွယ်လွယ်မှာယုံကြည်မှုတွေကြတော့အကျိုးနစ်နာစေတိုင်းပဲပေါ့အကျိုးမဖြစ်ထွန်းတဲ့အပြင်နစ်နာဆုံးရှုံးသွားစေတယ်ဒီတချို့ဘာသာတွေကြည့်ဖះကိုပူဇော်တယ်ဆိုပြီးတော့တရားတွေတက်ပြီးတော့လဲချောင်းသွေးနဲ့ရစ်ပူဇော်နေတာကြတော့ဘယ်လိုရှိပါမလဲစဉ်းစားတာကြည့်ပေါ့ကုသိုလ်ထင်ပြီးလုပ်နေတာအကုသိုလ်တွေလေအဲ့ဒီအကုသိုလ်ရဲ့အကျိုးဆက်တွေဟာခံရအောင်ပါပဲတချို့အယူဆကြတော့ပြမနာတွေယုံကြည်ကိုးကွယ်မှုတစ်ခုရှိတယ်သူတို့ဘာလို့လဲဆိုရင်ကောင်းကင်ဘုံကထာဝရဘုရားသခင်ကြီးမြမကြီးနဲ့ဆက်သွယ်ဖို့ဆိုပြီးတော့လူပြေမှာရှိတဲ့မီးကိုတောင်းလုံးပြီးတော့မန္တန်တွေရွတ်လို့မီးထဲမှာထောပတ်တို့စီတို့လောင်းပြီးတော့မန္တန်ရွတ်တယ်မီးပူဇော်တယ်လို့ခေါ်တယ်မီးကိုရှ िख ိုးတယ်နော်အိန္ဒိယနိုင်ငံမှာဟိုရှိတော့ကဒါခေတ်စားတယ်ပေါ့မီးပူဇော်တာအမှန်တမ်းတရိုးတည်းမီးပူဇော်တာဆိုတာဘုရားမီးပူဇော်တာလို့မထင်နဲ့နော်
မိနတ်ကိုပူဇော်တာမိနတ်ကိုကျွေးတာမိတဲ့ကိုလောင်စာထည့်ပေးတာကိုမိပူဇော်တယ်လို့ခေါ်တာဖျောင်းနိုင်ထုံးပြီးဖျားကိုပူဇော်တာပြောတာမဟုတ်ဘူးနော်အဲ့ဒီမိပူဇော်မှုလုပ်တဲ့အခါမှာသူတို့ရဲ့အယူဆအရကောင်းကင်ဘုံကမိရဲ့စွမ်းတကိုးကြောင့်ကောင်းကင်ဘုံကဗြဟ္မာကြီးနဲ့သာဝရဘုရားသခင်ကြီးနဲ့ဆုံတွေ့နိုင်တယ်လို့ဒီလိုယုံကြည်ပြီးလုပ်ကြတာအဲ့တော့မိကိုးကွယ်တဲ့ပုဂ္ဂိုလ်ကအမြဲတမ်းမိတောက်တွေမြင်မနေရပေဘူးလားမြင်ရတော့အဲ့ပုံသားကြီးတယောက်တစ်သလုံးမိကိုးကွယ်ပြီးတော့သေကံလေးကြတော့ဘာမြင်တော့ဆိုမိတောက်တွေမြင်မိတောက်တွေမြင်တော့ပုံသားတွေကလူမလာမေးကြတယ်သေကံနီးပြီးမျက်ဖြူဆိုင်နေပြီအေးဘာမြင်တော့ပြောတော့မိတွေမြင်တယ်အေးအဲ့ဒါဗြဟ္မဘုံပဲမင်းဗြဟ္မဘုံပဲလို့ဆိုသေတော့ဗြဟ္မဘုံကမိမဟုတ်ဘူးအဝိဇ္ဇငရဲကမိဖြစ်နေအဲ့ကြမှာတော့ဘာမှမတတ်နိုင်တော့ဟုတ်ကဲ့မိကလည်းပဲလွဲသွားတာရှိသေးတယ်လေဗြဟ္မဘုံကမိမမြင်မဲနဲ့အဝိဇ္ဇငရဲမိမြင်တာကိုဒါဘုရားသခင်ကြီးစီရောက်တော့မှာပဲလို့ဆိုသွားတော့ဟိုကြတော့ဇမမင်းကြီးနဲ့သွားတွေ့နော်အဲ့လိုဖြစ်တတ်တယ်လမ်းမနေပြီဆိုရင်ဒီလိုပဲသွားမှာပဲမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်နိုင်မှာဟောမြတ်စွာဘုရားရဲ့အဆုံးအမကြတော့အကြောင်းနဲ့အကျိုးနဲ့အကောင်းနဲ့အဆိုးနဲ့ဆုံးမတာနိဗ္ဗာန်ကိုသာဟောတာမဟုတ်ဘူးနိဗ္ဗာန်ရဲ့အကြောင်းတရားကိုလည်းဟောတာလေနိဗ္ဗာန်အသာထားလိုက်အောင်အေးကိုယ့်ရဲ့နေစဉ်ဘဝမှာမင်းဘယ်လိုနေသင့်လဲဆိုတာမြတ်စွာဘုရားဆုံးမတာအပြစ်ကင်းအောင်ဘယ်လိုနေရမလဲငါးပါးသီလလုံးကျုံအပြစ်ကင်းဟောပြစ်ကင်းမကင်းစဉ်းစားကြည့်လေငါးပါးသီလလုံးလို့ထောင်ကြတယ်လို့ရှိပါမလားထောင်ကြတယ်ဆိုတာပါဏာတိပါဒသူ့အသက်တတ်လို့တဲ့လူတတ်လို့တဲ့ဆိုပြီးတော့ထောင်ချတာပဲဟုတ်လားပြများဥစ္စာခိုးလို့လူလို့တိုက်လို့အရဏဒါနမလုံးလို့ထောင်ချခံရတာကာမေတုမိစ္ဆာစာရမရိမှုတွေကျူးလွန်လို့ဆိုပြီးထောင်ချခံရတာဘယ်မှာဖြင့်လိန်သွားလို့ဆိုပြီးမုဒဝါဒကြောင့်ဖမ်းဆီးထောင်ချဘယ်မှာဖြင့်အရင်မူးပြီးတော့သာဖတတ်ကြတယ်တို့ဘာလို့ဖြစ်ပြီးတော့ထောင်ချခံရတာမူရစေဝါတွေဘဝနေဒီကနေတဲတယ်ရောင်းချတယ်မူရစေဝါဆွဲနေတယ်ဆိုလို့ဒါမကောင်းကျိုးတွေဖြစ်ကြတယ်ဒါတွေရှောင်းနေတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လို့ဘာမှမဖြစ်ဘူးမကောင်းတဲ့အကျိုးဘာမှမဖြစ်ဘူးเนาะလက်တွေ့အားဖြင့်ဒီလောက်ထင်ရှားနေတာဘာဖြစ်လို့မျက်ွယ်ပြုရမှာလဲမြတ်စွာဘုရားရဲ့အဆုံးအမဟာလက်တွေ့နဲ့အမှန်တမ်းကိုက်ပြီးလက်တွေ့မှာမြင်ရတယ်ဒါကြောင့်မို့ဘုရားရဲ့အဆုံးအမကိုတန်တိဋ္ဌိကောလို့จิตသူကိုယ်တိုင်တွေ့နေจิตသူကိုယ်တိုင်ကောင်းကင်ဘုရားဘုရားသခင်တွေ့နိုင်တယ်လို့ရှိရတာမရှိဘူး prophet တွေပြောတာကိုယုံရတာကောင်းကင်ဘုရားဘုရားသာထားပါတောင်မြုံနဲ့တောင်လို့ရနတ်ကတော့ပြောတာယုံနေရတာဟုတ်တယ်နတ်ကဘာဆက်ဆိုသွားဆက်ပြောတာကနတ်ကတော့ယုံတာကနတ်လမ်းလဲမနေဘူးလားအော်သူပြောတာယုံတာလေသူပြောတာယုံကိုယ်နဲ့နဲ့တိုက်ရိုက်စကားပြောရင်တော့သိဆိုးပါဘာဆက်ဆိုဆက်လို့တော်သေးတာပေါ့တိုက်ရိုက်အခုကတဆင့်ခံကြီးလည်းယုံတာပဲလေသူကအဲ့တော့ယုံကြည်မှုဟာဘာမှမထိရောက်ဘူးဆိုတာအတန်တင်ရှားတယ်အသိဉာဏ်ကမှထိရောက်တယ်နော်ကိုယ်ကိုယ်တိုင်သိရဒါကြောင့်မလို့ရသော်ဘုရားသိအောင်ကြိုးစားခိုင်းဒီကနေ့ကိုတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတော့ဟောဒီဝါဆိုလာပြီနေအမှတ်တရဆိုတာမြတ်ဗုဒ္ဓဘဝနဲ့ဆက်တဲ့အခါမှာ၄မျိုးအမှတ်တရ၄မျိုးရှိတယ်ပေါ့အမှတ်တရ၄ခုဆိုတာဘာတော့ဆိုလို့ရှိရင်ဝါဆိုလာပြီဆိုတာကောင်းငင်ကဒီကလက်ပြီဝန်းနဲ့ကောင်းငင်ကထွက်တဲ့လက်ပြီဝန်းကြီးနဲ့လက်ခတ်ဘာလက်ခတ်နဲ့ကောင်းငင်ကလက်ပြီဝန်းကြီးကထွက်ပေါ်လာတယ်လို့ဆိုအာတန်လအာတန်လီဆိုတဲ့လက်ခတ်နဲ့ရှင်းပြီးတော့ထွက်လာအာတန်လလက်ခတ်လို့ခေါ်တယ်အဲ့ဒီအာတန်လလက်ခတ်နဲ့လက်ပြီဝန်းကြီးနဲ့ပြိုင်ပြီးတော့ထွက်လာတဲ့လကိုအာတန်လဝါဆိုလာလို့ဒီလိုခေါ်တာနော်ပါဠိလိုကြတော့အာတန်လဆိုတဲ့စကားလုံးနဲ့ပဲခေါ်တယ်ပေါ့အဲ့ဒီအာတန်လီဆိုတဲ့လက်ခတ်ကြီးနဲ့ရှင်တွဲပြီးတော့ကောင်းကင်ကလက်ပြီဝန်းကြီးထွက်လာတာကိုအမှတ်သားထားပြီးတော့ဒီနက္ခတ်နဲ့ဒီလရှင်ထွက်လာလို့ဒီဝါဆိုလာပြီနေဟာအာတန်လနက္ခတ်နဲ့ရှင်နေတာလို့ဒီလိုဗေဒကျမ်းကအရာဒီလရဲ့နာမည်ကိုအာတန်လလို့ဒီလိုခေါ်လာတာအဲ့ဒါလို့အာတန်လနက္ခတ်နဲ့ရှင်ပြီးတော့ထွက်ပေါ်လာတဲ့ဒီဝါဆိုလာပြီနေဟာဘုရားဘုရားနဲ့ပတ်သက်ပြီးဘာလို့များဆက်ဆက်မှုရှိနေကြလဲလို့ဆိုလို့ရှိရင်
မြတ်စွာဘုရားရဲ့အလောင်းတော်ဒုတိယနတ်ပြည်ကနေသုတိစိတ်ကြပြီးတော့မေတော်ဝမ်းထဲမှာတန်လေခတဲ့အခါကျတော့ဟောဒီဝါဆိုလာပြီးနေမှာတန်လေခဒါဘုရားဘုရားအစဆုံးလို့မှတ်ထားဖို့ဘုရားလောင်းဟာမိခင်ဝမ်းထဲမှာတန်လေခတယ်တန်လေခတယ်ဆိုတာနတ်ပြည်ကဆင်းလာတာတော့မဟုတ်ဘူးဒီမှာသုတိစိတ်ကြားလိုက်တာနဲ့မေတော်ရဲ့ဝမ်းထဲမှာပရိသေဆိုတော့ပေါ်လာနော်ဟိုကအကြောင်းကြောင့်ဒီမှာအကျိုးဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲရှိတယ်ဟိုကပြောင်းသွားလို့ဒီမှာပေါ်တဲ့သဘောပဲရှိတယ်ဟိုကနေပြီးတော့ဆင်းလာပြီးဒီထဲဝင်တာမဟုတ်ဘူးသို့တော့အရာစကားအနေနဲ့သာအဲ့လိုပြောတာဟုတ်နော်ဟိုကပြောင်းလာတာဆိုတာတခုမှမရှိဘူးခုဘုန်းကြီးတရားဟောနေတဲ့အတန်လေးကြည့်ပေါ့ရှေ့ကအတန်လေးပြောင်းသွားတာနောက်ကအတန်လေးပေါ်လာရှေ့ကအတန်ပြောင်းသွားတဲ့အတန်ကနောက်အတန်ဖြစ်တာမှဟုတ်မှာမဟုတ်တာနောက်အတန်ကနောက်အကြောင်းနဲ့ပေါ်နေတာလေရှေ့ကအတန်ကပြောင်းသွားပြီလုံးဝပြောင်းသွားပြီသို့တော့ရှေ့ကအတန်ပြောင်းသွားခြင်းဟာနောက်ထပ်အတန်ပေါ်ထွက်ခြင်းရဲ့အကြောင်းတွေပဲပေါ့အဲ့ဒါလိုပဲအတိတ်ဘဝဟာနောက်ဘဝပေါ်ခြင်းရဲ့အကြောင်းတစ်ခုပဲပေါ့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာများတာဖြစ်တယ်ဟိုဘဝကနေဒီဘဝကူးဆက်လာတာမဟုတ်ဘူးသို့တော့အခုခေတ်ပြောတဲ့ online ဆိုတာတော့ line ကတော့တစ် line နဲ့ပဲပေါ့ဖြစ်ပြနေတဲ့အစဉ်ကြီးတစ်ခုအတူတူပဲအဲ့ဒီလိုဖြစ်ပြီးပြက်နေတဲ့အစဉ်ကြီးနဲ့ထွက်လာတယ်တို့တိရနတ်ပြည်မှာတေတကေတုနတ်သားဆိုတာစွတိစိတ်ကြာတေသွားတယ်ပေါ့သူတေလိုက်ခံတဲ့တရားနဲ့စွတိစိတ်ကြာတာနဲ့တရားနဲ့သူတဏ္ဍမှာနတ်သားဘဝမှာဖြစ်တယ်ယုံနာအစင်းတွေဟာနောက်ထပ်မေရမာယာရဲ့ဝမ်းမှာလာပြီးတော့ပေါ်တယ်ဒီလိုပြောတာနော်ဝမ်းနေဆင်းလာတာတော့မဟုတ်ဘူးဆင်းလာတာမဟုတ်အခုဆိုတော့ရန်ကုန်ကနေပြီးတော့လေယိုလွှင့်လိုက်တယ်အောင်ချမ်းသာကနေဖိုင်းရင်မကြားရဘူးလားကြားရပါဘူးဒါပြင်အဲ့ဒီတန်တွေကလမ်းလျှောက်လာတာလားဘယ်လိုလုပ်လာတာကြောင်းကျိုးအနေနဲ့ဆက်လာတာနော်လေထဲလာရင်လည်းလမ်းမှာမုန်တိုင်းတိုက်တာနဲ့ပျောက်ထွက်သွားအောင်ပေါ့အဲ့တော့လူစိတ်များလို့ပဲပေါ့အခုတရားပွဲမှာလူကထိုင်နေတယ်အိမ်တွေးကြည့်ပါလားရောက်မသွားဘူးလားစိတ်ကအဲ့ဒါလိုပဲစွမ်းအားထက်တယ်စိတ်စွမ်းအားနဲ့သွားတဲ့သဘောမျိုးနော်လူကြီးကတော့ဒီမှာရှိတယ်စိတ်ကအိမ်ရောက်သွားပြီမြန်လိုက်တာပြန်လာခဲ့တရားပွဲမှာပြန်ထိုင်လိုက်နော်အဲ့ဒါလိုဘယ်တော့ပဲဝေးဝေးသွားနိုင်တယ်နိုင်ငံခြားသွားမလားသွားလို့ရအဲ့ဒါလိုစိတ်သွားတယ်လို့ပဲတေတကေတုနတ်သားဘဝမှာသုတိစိတ်ကြလိုက်တာနဲ့တပြိုင်နက်မေတော်ဝမ်းထဲမှာပေါ်လိုက်တာအဲ့ဒါကိုအနန္တရပစ္စယောလို့ခေါ်တယ်ရှေ့ကပျောက်ကွယ်သွားတာနဲ့နောက်ကဖြစ်ပေါ်လာတာဒီနှစ်ခုကြားမှာတခြားဘာမှခြားကွယ်မှုမရှိဘူးဇက်တိုက်ဖြစ်တယ်လို့ပြောတယ်နတ္ထိပစ္စယောရှေ့ကဘဝမရှိတော့မှနောက်ကဘဝပေါ်တယ်နတ္ထိပစ္စယောဝိကတပစ္စယောအနန္တရပစ္စယောသမဏန္တရပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောဆိုတဲ့24ပစ္စည်းပါဒီလေးခုကဒါကိုရှင်းပြနော်အဲ့ဒီတဘာဝတရားတွေကသိဖို့ရအမတန်မှခဲရင်နေမြင်ဖို့အမတန်ခဲရင်နေအဲ့ဒါမြင်ဖို့တွေကပညာရှိမှမြင်တယ်လို့ဒီလိုဆိုတာဒါကြောင့်မို့အသိပညာကိုစီးဖို့အားထုတ်ကြတာဟုတ်ပြီဟောဒီဝါဆိုလာပြီနေ့မှာဘယ်ဖះလောင်းလေးဖះလောင်းတေတကေတုနတ်သားဘဝမှာစွတည်ပြီးတော့မေရဝါနဲ့မှာတန်လေခခဲ့တယ်ပေါ့အဲ့ဒီလိုတန်လေခတယ်ဆိုတာဒီမေတော်ကြီးမှာအိမ်မက်တစ်ခုမဲ့မက်တယ်ပေါ့ဒါကဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုတော့မဟုတ်ဖြစ်ပေါ်မဲ့အခြေအနေတစ်ခုကိုပုဗ္ဗနမိတ်အနေနဲ့မက်တဲ့အိမ်မက်ဆိုတာ၄မျိုးရှိတယ်ဟောအိမ်မက်ကိုဒီနေ့ဟောတဲ့ပုဂ္ဂိုလ်တွေကရန်တန်ဟောနေကြအိမ်မက်ဆိုတာ၄မျိုးရှိတယ်အကြောင်းအိမ်မက်မဲ့ခြင်းအကြောင်း၄မျိုးရှိတယ်ပထမတစ်မျိုးကကျမ်းမာရေးကြောင့်ဒါ၄ပါးမညီညွတ်လို့မက်တဲ့အိမ်မက်မျိုးလည်းရှိတယ်မညီညွတ်ဘူးဆိုတာလူခန္ဓာကိုယ်ထဲမှာဝါယောဓာတ်တွေဖောက်ပြန်နေတဲ့အခါကျဘလို့ကောင်းကင်ပြန်ရတယ်လို့ဘာလို့မက်တယ်နော်လူခန္ဓာကိုယ်ထဲမှာဒါအေးနေတယ်ဆိုလို့ရှိရင်ခြေထဲမှာရေချိုးနေရတယ်လို့မက်တယ်ဘုန်းကြီးတို့ခဏမက်ဖို့တယ်အဲ့ဒါရေချိုးနေရတယ်လို့သာမက်လို့ရှိရင်တော့ချမ်းနေပြီလူက
နော်စောင်းကွာနေလို့မက်တာအဲ့ဒါမျိုးစောင်းချုံလိုက်ရင်ကောင်းသွားတာအဲ့ဒါလို့ဒါကဓာတုခောဘလို့ခေါ်တယ်စာထဲမှာဓာတုခောဘဆိုတာဓာတုဆိုတာဓာတ်၄ပါးခောဘဆိုတာမညီမညှ6ချားတယ်6ချားတယ်ဆိုတာတစားထောင်တစားရော့မငြိမ်မသက်ဖြစ်တယ်လို့ခေါ်တယ်ဓာတ်၄ပါးမငြိမ်မသက်ဖြစ်တယ်မငြိမ်မသက်ဖြစ်တယ်ဆိုတာပထဝီဓာတ်ကများခြင်းများသွားလိုက်တယ်အာဘောဓာတ်ကများခြင်းများတယ်တေဇောဓာတ်ကများခြင်းများတယ်ဝါယောဓာတ်ကများခြင်းများအဲ့လိုဓာတ်၄ပါးဟာမျှမျှတတာမရှိဘဲနဲ့တစားထောင်တစားနယ်ဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီလိုအိမ်မက်မျိုးတွေမက်တတ်တယ်တဲ့ဒါကဓာတ်၄ပါးကိုအကြောင်းခံပြီးတော့မက်တဲ့အိမ်မက်ဒါကမှန်တာမဟုတ်ဘူးဘာကြောင့်မှဒီလိုမက်ချင်းကြောင့်အိမ်မက်ရဲ့အကျိုးအပြစ်ဆိုတာဘာမှမရှိဘူးဒါနော်နောက်တစ်ခုမက်တာကတော့အနုဘုဒ္ဓပုဗ္ဗာတဲ့အတွေ့အကြုံလေးတွေတွေ့ဘူးတာတွေကြုံမေးတာတွေစွဲပြီးတော့မက်တာလည်းရှိတယ်နေလေကဘယ်သူနဲ့စကားပြောလာညအဲ့ဒါတွေပြန်မက်ချင်မက်တယ်ပေါ့နေလေကလုတ်ခဲ့တာတွေပြန်မက်ချင်မက်တယ်ဟိုအတိတ်ဘဝအတိတ်ကာလလွန်ခဲ့တဲ့ရက်တွေကဖြစ်ခဲ့တာတွေပြန်စွဲမက်ချင်မက်တယ်အဲ့ဒါမျိုးလို့ကြတော့အနုဘုဒ္ဓပုဗ္ဗာအတွေ့အကြုံတွေကိုပြန်မက်တယ်လို့ခေါ်တယ်ဒါလည်းဘာမှအကျိုးပြည့်မရှိဘူးနောက်တစ်ခုကဘာလို့ဆိုဒေဝတောပတ္တံဟာကကိုဆောင်တက်ကဖြစ်စေကိုအုံးဒီတို့ဟုတ်လားမပြောသည်တို့မဆက်လို့ဆိုပြီးတော့တတိပေးတာနတ်ကကိုယ်ွယ်နေကြလူမကိုယ်ွယ်ဘူးဆိုလို့ရှိရင်ဒေဝတောပတ္တံဟာလိုလားတဲ့နတ်ပဲဖြစ်စေအကျိုးကိုမလိုလားတဲ့နတ်ပဲဖြစ်စေဒီအာယုန်နမိတ်ပြပြီးတော့မက်ထာမျိုးတွေလည်းရှိတတ်တယ်အဲ့ဒါမျိုးကြတော့နတ်ပေါ်မှာမူတည်တယ်နတ်ကနတ်ကောင်းဆိုရင်တော့အမှန်တိုင်းမှန်တတ်တယ်နတ်ဆိုးကတော့လူဖြောက်ချတာမျိုးဖြစ်သည့်အတွက်ကြောင့်မမှန်ဘူးတဲ့နော်အဲ့ဒါလည်းပုံနေမရှိဘူးအကျိုးအပြည့်ဟာတေချာဘောပြောလို့မရဘူးနောက်တစ်ခုကဘာလို့ဆိုပုဗ္ဗနမိတ်အနေနဲ့မဲ့တယ်ပုဗ္ဗနမိတ်ဆိုတာရှေ့ပြေးနမိတ်အနာဂတ်မှာဖြစ်တော့မယ်ဆိုတဲ့အခြေခံအနေနဲ့နမိတ်ကကံတရားရဲ့စွမ်းအားနဲ့မဲ့တဲ့သဘောဖြစ်တယ်ဥပနိဒေယပစ္စယောပေါ့လုံလောက်တဲ့အကြောင်းတွေရဲ့အထောက်အကူနဲ့မဲ့တဲ့အိမ်မက်မျိုးကြတော့ဖြစ်လာမဲ့အခြေအနေတစ်ခုကိုကြိုတင်ပြီးတော့မဲ့တဲ့အိမ်မက်မျိုးကြဒီတစ်ခုကြတော့မှန်တယ်လို့ပြောတယ်အဲ့တော့မေရောမာယာကဒီဝါဆိုလပြည့်နေ့မှာညအိပ်ပျော်သွားတဲ့အချိန်လေးမှာအိမ်မက်မဲ့တယ်သူကအိမ်မက်မဲ့တော့ဆိုနာမည်ကြီး၄ပါးဆင်းလာပြီးတော့သူအိတ်နေတဲ့သလွန်မှာနာမည်ကြီး၄ယောက်ကထောင်၄တောင်းကတယောက်စီထမ်းပြီးတော့ပြုမွန်တာတောင်ဘက်ကိုတည်သွားတယ်လို့အိမ်မက်မဲ့တယ်နော်နတ်တွေကတည်သွားတယ်ဟိုရောက်တဲ့အခါကျတော့အဝတန်လှပတဲ့မနောတိလကိုရကြောက်ဖြာပေါ်မှာခိတ္တခဏချထားသစ်ပင်ကြီးကအဝတန်မှကြီးမားတဲ့အင်းကြီးပင်ကြီးရှိအဲ့ဒီအင်းကြီးပင်ကြီးအောက်မှာမြတ်တိလကြောက်ဖြာကြီးပေါ်မှာဒီမေရမယာလျောင်းဆက်နေတဲ့တလွန်ကြီးပါမပြီးတော့သူ့ကိုတည်သွားတာလေသူကတော့အသာလေးလိုက်သွားတာဟောတိနေတာပဲတည်သွားတယ်ဆိုပြီးတော့နော်အဲ့ဒီမှာချထားတယ်ချထားပြီးတဲ့အခါမှာအဲ့ဒီနမင်းကြီးရဲ့နတ်မိဖုရားတွေကလာပြီးတော့မေရမယာကိုအနောဒအိုင်ဘက်ကိုဆက်ပြီးတော့တည်သွားပြီးရေမိုးချိုးနန္ဒာတွေဖိလိမ့်ပေးတာကိုအိမ်မက်အဲ့ဒီကနေပြန်လာတဲ့အခါကျတော့ငွေအောင်တောက်ပနေတဲ့ဘုံမိမ့်မှန်တွေမှာထားပြီးတော့သူ့ကိုအိယာကောင်းကောင်းပေါ်မှာတင်ပြီးတော့အိတ်ဆက်ခိုင်းတာအဲ့ဒါတွေအကုန်လုံးရှင်းရှင်းကြီးအိမ်မက်တာအဲ့ဒီအိမ်မက်ပြီးတဲ့နောက်မှာဘာဖြစ်လာလို့ဆိုခလန်းလန်းကရွှေတောင်ပေါ်ကဖြူစွတ်နေတဲ့ဆင်ပြူတော်ကြီးတကောင်ရွှေတောင်ပေါ်ကနေဆင်းသက်လာတယ်ဆင်းသက်လာပြီးတော့မေရမယာအိတ်ဆက်နေတဲ့တလွန်မြောက်ဘက်ကနေပြီးငွေတောင်ဘက်ကနေလှည့်ပြီးတော့မြောက်ဘက်ကနေပြီးတော့သူကတက်လာတယ်အကုန်လုံးမြင်နေရတဲ့အိမ်မက်ထဲမှာတက်လာတဲ့အခါကျတော့သူ့နာမောင်းထဲမှာဘာပါလာလို့ဆို
ခွေးစွန့်နေတဲ့ဘုရားဂျာပန်ကြီးတစ်ခုပါဂျာပြူပွင့်ကြီးပါနာမောင်းတဲ့ဂျာပြူပွင့်ကြီးကိုကိုင်းလာတယ်နော်ဆင်းရဲနာမောင်းကလည်းအလွန်ဆွဲတယ်သူဆင်းကိုတရားကြည့်လို့ရှိရင်နာမောင်းထိပ်ဖြားလေးမှာသူကလက်လိုပဲဆုပ်ခိုင်နိုင်တယ်နော်အဲ့ဒါလေးကအနံ့လဲခန္ဓာလဲဖြစ်တယ်ကိုင်းတရားရှိရင်အဲ့ဒါလေးနဲ့ကိုင်းတယ်သူကအဲ့နာမောင်းထိပ်ဖြားလေးနဲ့ကြာပွင့်ကြီးသို့မဟုတ်ကြီးမားတဲ့ကြာပွင့်ဆိုရင်နာမောင်းထိပ်ဖြားလေးနဲ့ရစ်ပြီးတော့ကိုင်းလာခဲ့တာအဲ့ဒီကြာပွင့်အချွေကြီးကိုကိုင်းလာပြီးတော့ရောက်လာတော့ဆိုမြောက်ဘက်ကနေပြီးတော့မေရောမာယာအိတ်ဆက်နေတဲ့ဒီဗိမာန်တွေကိုဝင်လာတာဝင်လာပြီးတော့အိတ်ဆက်နေတဲ့ပလင်ဘေးကနေလှက်ပတ်ပြီးတော့လက်ရရစ်တယ်ခေါ်တာပေါ့သုံးဘက်ပတ်ပြီးတဲ့အခါကျတော့မြောက်ဘက်နံပါတ်မှာပစစ်တူးလေးအသာတုပ်ပြီးတော့မေရောရဲ့ဝမ်းဘိုက်ကိုခွဲပြီးတော့ထဲထဲဝင်သွားတယ်လို့အိမ်မက်တယ်ဖောက်ပြီးဝင်သွားတယ်အိမ်မက်မို့ပေါ့နှုတ်ဆိုကြောက်မှာပေါ့နော်ဆင်ကြီးဘိုက်ထဲဝင်သွားတယ်ဆိုအဲ့တော့အိမ်မက်ကအဲ့လိုမက်တာအဲ့ဒါပဲနေတုံးဆိုအခုဝါဆိုလာပြီးနေပဲဝါဆိုလာပြီးနေမှာဒီလိုဘုရားလောင်ဘဝနဲ့ဆက်ဆက်ပြီးတော့ကျင်းဒီလိုအိမ်မက်မက်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒီလိုအိမ်မက်မက်တာနဲ့တပြိုင်နက်အိမ်မက်ကိုနည်းနည်းမိုးတော့လင်းရောက်တဲ့အခါကျတော့ဒီအိမ်မက်ကိုဖတ်တဲ့ပုံသားတွေကိုခေါ်ပြီးတော့နေတယ်အိမ်မက်ရဲ့ဗမာပြည်မှာတော့လက်တော်ဝါလောက်ရှိတဲ့စာလေးတွေရေးထားတယ်အိမ်မက်တိတ်ထုံဆိုပြီးဘယ်လောက်မှန်းလည်းတော့မသိဘူးเนาะအိမ်မက်တိတ်ထုံကျမ်းတယ်ဗမာပြည်မှာရေးထားရှိတယ်အပုံသားတွေခေါ်ပြီးတော့မေးတဲ့အခါကျတော့ပုံသားတွေကအိမ်မက်ကိုသေချာနားထောင်ပြီးတော့သူတို့ကအဖြေထုတ်တယ်ဒီအိမ်မက်ကတော်တော်ထူးဆန်းတဲ့အိမ်မက်ဒါကြောင့်မို့မေရမာယာလည်းအဲ့ဒီအချိန်မှာသူကအသက်50လောက်ရှိနေပြီပြောတယ်နော်တာမန်ဆိုလို့ရှိရင်အမျိုးသမီးတွေမှာ40လောက်ဆိုသွေးဆုံးတယ်လို့ပြောကြတယ်ပေါ့နော်ကြားဘူးလားပြောတယ်အဲ့တော့50ဆိုလို့ရှိရင်တော့တတိရဖို့ရဒီ1000မှတယောက်တောင်ဖြစ်ချင်မှဖြစ်တော့မှာပေါ့နော်အဲ့ဒီမှာမေရမယာအသက်50လောက်အနေထားရှိနေတဲ့အချိန်လေးပါထူးထူးခြားခြားအိမ်မက်မက်တော့ပုံသားတွေကဘေးဟောတယ်ဒါမေရမယာဝမ်းမှာသတိခတယ်သတိခတာဖြစ်တယ်အဲ့တော့ဝိပဿနာမဲ့ကလေးလေးကလည်းအမျိုးသမီးမဟုတ်ဘူးအမျိုးသားယောက်ျားလေးပေါ့လေမိန်းမမဟုတ်ယောက်ျားလေးအခုကတော့အဆောင်တွေပါနေနဲ့ရိုက်ချီလာမသိဘူးကြားလားမလားဆိုတာဘယ်လိုခွဲတယ်တော့မသိဘူးပေါ့နော်သူတို့ခွဲတဲ့နည်းတွေတော့ရှိတယ်နဲ့တူပါတယ်အဲဒီဝိုင်တို့ဘာတို့နဲ့ခွဲရထမှာလေအခုအဲ့ဒီလိုကြားလားမလားခွဲလိုက်တော့ကြားပေါ့ယောက်ျားလေးမွေးဖွားလေဝေးဖွားလာတဲ့ပုဂ္ဂိုလ်ကလည်းအမှန်တမ်းဘုံခံကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်မယ်လူဘဝမှာနေလို့ရှိရင်တော့စကြဝဠာမင်းဖြစ်လူဘဝကိုစွန့်ခွာပြီးတော့တရားကျင့်မယ်ဆိုရင်လည်းမြတ်ဗုဒ္ဓဖြစ်လိမ့်မယ်လို့ဒီလိုဟောထွက်ထားတာအဲ့ဒီချင်းဒါပုံသားတွေဖေးရင်ချမ်းအရာသူတို့ဒီလိုဟောကြတာအဲ့ဒီလိုဟာဘာဆိုလာပြီးတော့တရားနေမှာဒီလိုဟောတယ်လို့ဒီလိုဆိုရမှာပေါ့နော်ဆိုအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဘုရားလောင်းလေးဒီရေခါလိုက်တဲ့အချိန်မှာထူးခြားချက်တွေကလည်းဖြစ်ပေါ်လာအဲ့ဒီထူးခြားချက်ဖြစ်ပေါ်လာမှုတွေကတမန်ပုဂ္ဂိုလ်တွေတော့သိချင်မှသိလိုက်မှာပေါ့သို့တော့လောကကြီးမှာဘုရားလောင်းသတိတည်လိုက်တဲ့အခါမှာထူးခြားချက်တွေ32မျိုးတောင်ဖြစ်တယ်လို့ဆိုတယ်မဟာဗုဒ္ဓဝင်ကိုကြည့်ပြီးတော့ဖတ်ကြည့်ကြပါနော်32မျိုးဆိုတာဘာတွေတုံးဆိုလို့ရှိရင်ချင်းအပြင်ပြောမယ်ဆိုရင်လောကကြီးထဲမှာအလင်းရောင်ကြီးတစ်ခုဖြစ်ပေါ်လာတာလေဒါထူးခြားချက်တစ်ခုပဲနော်ကြီးမားတဲ့အလင်းရောင်ကြီးတစ်ခုဖြစ်ပေါ်လာဒီလိုကြီးမားတဲ့အလင်းရောင်ကြီးတစ်ခုဖြစ်ပေါ်လာတယ်ပရိသေတီလိုက်နောက်လောကကြီးတစ်ခုလုံးဟာတိမ့်တိမ့်တုံသွားတယ်အဲ့ဒီအချိန်လေးမှာညာအခုခေတ်လို့ပြောရင်ညငရင်လှုပ်သွားတယ်ပေါ့နော်တကောင်ရောငရင်လှုပ်သွားတယ်တကောင်လောက်ကညဘာဆိုလာပြီးနေညတကောင်မှငရင်လှုပ်သွားတယ်ဆိုတာအဲ့ဒါဖြစ်တယ်ပေါ့ဖြစ်တယ်ဖြစ်တာမှဒီစัจ java လာတစ်ခုတည်းလှုပ်တာမဟုတ်ဘူးစัจ java လာ1000ရှိအောင်လှုပ်တယ်လို့ဒီလိုဆိုတယ်နော်အဲ့ဒီမှာထူးခြားချက်တွေကဘာတွေတုံးလို့ဆိုလို့ရှိရင်
အဲ့ဒီအချိန်မှာမျက်စိမမြင်တဲ့လူတွေကလည်းမျက်စိမြင်ကြတယ်အလင်းရောင်ကြီးကိုမြင်လိုက်ကြတယ်လို့ဆိုတော့တော်ထူးဆန်းတယ်အဲ့ဒီအလင်းရောင်မြင်တာတကယ်ပဲမြင်သလားတော့မသိဘူးဘုန်းကြီးကိုတွေပြောပြရမယ်ဆိုလို့ရှိရင်မျက်စိမမြင်တဲ့လူတွေမှာထူးခြားချက်လေးတွေရှိရမယ်ရန်ကုန်မှာနေတော့တခါမျက်မမြင်အကြောင်းကဒီ20ကြာအကျော်ပြင်ဆရာလေးမျက်စိမမြင်လို့တို့အကျော်ပြင်လုပ်ငန်းတင်ပေးထားတော့သူခေါ်ပြီးတော့တခါတယောက်ကခေါ်ပေးတော့အဲ့ဒီမှာလာပြီးတော့ဝတ်ဖြစ်ပေးတယ်ပေါ့နော်ဝတ်ဖြစ်ပေးတော့စမိဆရာပြောတော့သူကဘာပြောတော့ဆိုနေပြည်တော်မှာတဲ့မီးတွေကိုထိန်းနေတာပဲဘုန်းကြီးစဉ်းစားကြည့်ဒီကောင်မြင်ရတယ်ထင်တယ်လို့မျက်စိမီးတွေထိန်းနေတာသူကအตาလေးပြုံးနေရတယ်အင်းမြင်လားလို့တော့မမေးလိုက်ပါဘူးသူအဲ့တော့ဘုရားလောင်းလေးတရေခတဲ့အခါမှာလဲမျက်စိမမြင်တဲ့ပုဂ္ဂိုလ်တွေမြင်လာရတယ်တဲ့နောက်တစ်ခါနားမကြားတဲ့ပုဂ္ဂိုလ်တွေလည်းနားကြားသွားတယ်တဲ့အဲ့ဒီခိုက်တာထူးခြားချက်တွေ32မျိုးတောင်ဖြစ်တယ်လို့ဒီလိုဆိုတယ်မဟာဗုဒ္ဓဝင်မှာဖတ်ကြည့်တွေ့လိမ့်မယ်ပေါ့နော်ဒါတော့ဘုရားလောင်းနေမှာထူးခြားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာရင်ထူးခြားမှုတွေကတော့ဖြစ်တတ်ပါတယ်ပေါ့အဲ့ဒါဝါဆိုလာပြီးနေ့ရဲ့အမှတ်တရလေးတစ်ခုပဲလို့ဒီလိုမှတ်သားထားဖို့ပေါ့ဝါဆိုလာပြီးနေ့မှာဘုရားမြတ်စွာဘဝဒီဘုရားလောင်းဘဝနဲ့မေတော်မာယာဝမ်းမှာတန်လေခခဲ့တာပါလားလို့ထူးခြားချက်တွေနဲ့အတန်ထင်ရှားတဲ့ဒီလောကကြီးကိုအကျိုးပြုဖို့လူလောကကိုဝင်ရောက်လာတဲ့နေ့လို့ဒီလိုပြောလောကကြီးကိုနှိပ်စက်ဖို့ဝင်လာတဲ့လူများလည်းပဲရှိမှာပဲနော်အခုကတော့လောကကြီးကိုအကျိုးပြုဖို့လောကကြီးဟာအမှန်တရားကိုမသိတဲ့ပုဂ္ဂိုလ်တွေအမှန်တရားသိအောင်ဟောပြောဖို့ဆိုပြီးတော့လောကကြီးကိုကောင်းကျိုးချမ်းသာတွေရဖို့ရတယ်ဘုရားလူပြည်လူလောကကိုရောက်ရှိလာတယ်လို့ဒီလိုဆိုတာပေါ့နော်ဒါဝါဆိုလာပြီနေရင်အမှတ်တရတစ်ခုပဲနောက်ထပ်အမှတ်တရတစ်ခုကတော့ဘာလို့ဆိုဘုရားလောင်းတော်လေးကမွေးဖွားလာပြီးတဲ့နောက်မှာ29နှစ်ထိအောင်နန်းတော်မှာနေတယ်အိန္ဒာယသားပြုတ်ပြီးတော့နန်းတော်မှာမင်းသားဘဝနဲ့စံစားနေတယ်29နှစ်ပြည့်တဲ့အခါကျတော့တာဝန်ကရပြီးတောထွက်ဖို့ကြိုးစားတယ်နောက်ဆုံးထွက်ဖြစ်သွားတဲ့နေ့ဟာဟောဒီဝါဆိုလာပြီနေပဲဝါဆိုလာပြီနေညတကောင်အချိန်မှာဆန္ဒအမတ်ကိုခေါ်ပြီးတော့ကဏ္ဍကမြင်းကိုကုန်းတင်ခိုင်းပြီးတော့ညာကြီးမှာပဲတောထွက်သွားတယ်ပေါ့အဲ့ဒါလို့တောထွက်သွားတဲ့နေ့ဟာလည်းပဲဟောဒီဝါဆိုလာပြီနေပဲဝါဆိုလာပြီနေအမှတ်တရတစ်ခုပေါ့နော်အဲ့တော့လူလောကကိုပထမဝင်လာတဲ့အချိန်ကလည်းဝါဆိုလာပြီနေပဲဝင်လာပြီးလူလောကအကျိုးပြုဖို့ဆိုတာလူလောကမှာမွေးလာရုံနဲ့မပြီးသေးဘူးလေမွေးလာပြီးတဲ့အခါမှာထူးခြားတဲ့အသိဉာဏ်ရဖို့အတွက်လှုပ်လို့အောင်ပါသူဒီတိုင်းဖြစ်ရုံနဲ့မွေးခြင်းဘုရားဖြစ်တာမှမဟုတ်တာနော်အသိဉာဏ်ကမလုံလောက်သေးဘူးအဲ့တော့အသိဉာဏ်ကိုစီးပူးဖို့ဆိုပြီးတော့တရားဓမ္မရှာဖွေဖို့ထွက်တဲ့ညကလည်းပဲဝါဆိုလာပြီးနေပဲတိုက်ဆိုင်မှုတွေနော်ဝါဆိုလာပြီးနေလူလောကအကျိုးပြုဖို့ဝင်ရောက်လာတဲ့နေ့ကလည်းဝါဆိုလာပြီးနေပဲတကယ်ကိုအကျိုးလုပ်ဖို့အတွက်တရားဓုတရားမြတ်ရဖို့ရှာဖွေတဲ့နေ့ဟာလည်းပဲဝါဆိုလာပြီးနေပဲလို့ဟောဒီဝါဆိုလာပြီးနေရထူးခြားတာနောက်ဆုံးမှာရှာဖွေလို့ရပြီတရားဓုတရားမြတ်တွေသိပြီ6နှစ်ပတ်လုံးပေမပန်းပန်းအမျိုးစုံဤမျိုးစုံကျင့်ကြည့်တာအတော်နဲ့လမ်းမတက်ဘူးအတော်နဲ့မတက်ဘူးနောက်ဆုံးကြတော့မှလမ်းတဲ့သွားပြီးတော့ထူးခြားတဲ့အသိဉာဏ်တစ်ခုကိုရတာအဲ့ဒီလိုထူးခြားတဲ့အသိဉာဏ်တစ်ခုရတာတော့ကဆုံလာပြီးနေမှာရတယ်နော်အဲ့ဒီလိုရပြီး2လလောက်ကြာတဲ့အခါမှာကဆုံလာပြီးတော့တရက်ကနေပြီးတော့နေုံလာပြီးနေအထိတလနေုံလာပြီးတော့တရက်ကနေဝါဆိုလာပြီးအထိတလအဲ့ဒီဘုရားဖြစ်လို့ထူးခြားတဲ့အသိဉာဏ်ရပြီးတော့တရားဥဓမ္မစကြာဟောတဲ့နေ့ဟာလည်းပဲဝါဆိုလာပြီးနေပဲအဲ့တော့ဗုဒ္ဓဘုရားလူလောကကိုကြွလာတဲ့လူလောကကိုပထမဆုံးခြေချတဲ့နေ့ခြေချတယ်ဆိုတာမိခင်ရဲ့ဝမ်းထဲမှာတန်တေခတာအဓိကပေါ့နော်အဲ့ဒီလိုလူဘဝလူသားအနေနဲ့စတင်ဖြစ်ပေါ်လာတာလဲဝါဆိုလာပြီးနေပဲတရားရှာဖို့တောထွက်တဲ့ညဟာလည်းပဲဝါဆိုလာပြီးနေပဲနောက်ဆုံးမှာအမှန်တရားကိုသိလာလို့စတင်ဟောပြောတဲ့နေ့ကလည်းပဲ
ဝါဆိုလာပြီးနေပဲလူတွေကိုဒီထူးခြားတဲ့တရားဓမ္မကိုစတင်ဟောတယ်ဘယ်လိုထူးခြားတဲ့တရားဓမ္မဆိုတာဘာလို့ဆိုဒီကျင့်စဉ်နဲ့အမှန်တရား၄ချက်ပဲအချင်းချုပ်ပြောမယ်ဆိုရင်အမှန်တရား၄ချက်ပဲအမှန်တရား၄ချက်ဆိုတာဘယ်တော့မှပြောင်းလဲလို့မရတဲ့အမှန်တရား၄ချက်တစ်ခုပြောမယ်ဆိုရင်နှိုင်းရှင်ပြီးတော့ကြည့်ပါလောကမှာပြဿနာဆိုတာရှိတယ်ဒါနံပါတ်1ပြဿနာရှိတယ်ဆိုတာမှန်တယ်အဲ့ဒီပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းရှိတာမှန်တယ်အဲ့ဒီပြဿနာရှိရင်ပြဿနာရဲ့အဖြေဆိုတာရှိတယ်ဆိုတာမှန်တယ်အဲ့ဒီအဖြေရဲ့နိလန်းဆိုတာလည်းပဲပြဿနာပြင်ငိမ့်မှုဆိုတာရှိတယ်အဲ့ဒီပြဿနာပြင်ငိမ့်မှုအတွက်ဖြေဆိုရနိလန်းဆိုတာလည်းရှိတယ်ဆို၄ချက်နော်အမှန်တရားသစ္စာ၄ပါးဆိုတာဒီ၄ချက်ကိုပြောတာဆိုပါစို့ဒီယောဂတစ်ခုနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်လူကိုနှိမ့်ဆက်နေတဲ့ယောဂဆိုတာရှိတယ်ဟုတ်ပြီယောဂရှိတယ်ဒီယောဂသူကသူဖြစ်တာမဟုတ်ဘူးအကြောင်းရှိတယ်ယောဂဖြစ်ခြင်းအကြောင်းဒါကဒီယောဂပြောက်တဲ့ယောဂပျောက်ကင်းမှုမရှိဘူးလားဆိုရင်ယောဂပျောက်ကင်းမှုလည်းရှိတယ်ယောဂပျောက်ကင်းမှုအတွက်နိလန်းရောရှိလားဆိုရှိတယ်ဒီ၄ချက်ပဲသူကယောဂဖြစ်ကြောင်းတရားယောဂပျောက်ကင်းခြင်းယောဂပျောက်ကင်းအောင်နိလန်းသုံးကိုစေဝါဒါကိုသစ္စာ၄ပါးခေါ်တာလောကမှာတရားဝါတွေကြုံတွေ့နေကြတာဒုက္ခရရှိထားတဲ့ခန္ဓာ၅ပါးဘာလို့ဒုက္ခဘာကြောင့်ဒုက္ခတုံးဆိုမိုးခြင်းမနဲ့အိုးနေရတာဒုက္ခလို့သူပြောမလို့နော်ကဲမိုးခြင်းမနဲ့နေလို့ရလားမရဘူးမနာခြင်းမနေလို့လည်းမရဘူးမသေးခြင်းမနေလို့လည်းမရဘူးယမိတ်ဆံယံပိဋ္ဆံနလဘတိတံပိဒုက္ခံဆိုတာဒါတွေကိုပြောတာအလုတ်ကိုင်းမရလို့ဒုက္ခဒါပြောတာမဟုတ်ဘူးအဲ့ဒီဒုက္ခအသေးလေးနော်ဘိုက်ဆာရတဲ့နဲ့တွင်စားစရာမရှိလို့ဆိုတဲ့ဒုက္ခလည်းအသေးလေးပဲယံပိဋ္ဆံနလဘတိဆိုတာလူတိုင်းကြုံရတဲ့ဒုက္ခဘာလို့ဆိုရင်မအိုခြင်းမဲနဲ့အိုရတယ်မနာခြင်းမဲနဲ့နာရတယ်မသေးခြင်းမဲနဲ့သေရတယ်အဲ့ဒီဒုက္ခဟာအကြီးဆုံးဒုက္ခတဲ့အဲ့ဒီဒုက္ခဟာသူ့ဘာသူဖြစ်နေတာလားဆိုတော့မဟုတ်ဘူးဒီလိုဘဝမျိုးကိုလိုချင်လို့ဖြစ်နေတာဒုက္ခသမုဒယဒါဖြင့်ဒီဒုက္ခငြိမ်းတာရောရှိလားရှိတယ်နိဗ္ဗာန်ဟာဒုက္ခនិရောဓရောက်ကြောင်းတရားရောရှိလားရှိတယ်မဂ္ဂင်၈ပါးဒုက္ခនិရောဓဂ ामिनी ပฏิပဒါလို့အဲ့တော့ဓမ္မစကြာဟောတဲ့အခါမှာဒီ၄ချက်ကိုအဓိကထားဟောတာပဲဒီ၄ချက်ကိုရှားပြဒီ၄ချက်ကိုသိအောင်အခုဖြစ်နေကြတာဘာတွေရနေကြတော့ဒုက္ခကိုရနေကြတယ်ဒီဒုက္ခဘာကြောင့်ရတာတော့သမုဒယဆိုတဲ့တဏှာဥဆောင်တဲ့ကိလေသာတွေကံတွေကြောင့်ရနေတာလို့ဒီလိုဆိုလို့တာဒါဖြင့်ဒီဒုက္ခရဲ့ချုပ်ငြိမ်းမှုဆိုတာရောဖြစ်နိုင်လားဖြစ်နိုင်တယ်ဒါဒုက္ခနေတော့ဖြစ်နိုင်လို့ရှိရင်နိလန်းကရောဆိုနိလန်းလည်းရှိတယ်မဂ္ဂင်၈ပါးအကျင့်တရားဟောတာပြည့်ပြည့်စုံစုံဟောထားတာလေပြည့်ပြည့်စုံစုံဟောထားတာသူကအဲ့ဒီလိုပြည့်ပြည့်စုံစုံဟောထားတာဒီအကုန်လုံးသူကိုယ်တိုင်တွေ့ခဲ့တယ်ဆိုတာကိုမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောတာအဲ့ဒီလိုဒုက္ခនិရောဓလို့ခေါ်တဲ့နိဗ္ဗာန်ကိုရောက်ချင်လို့ရှိရင်တော့အမှန်ကန်တဲ့လမ်းကြောင်းကရှောင်အောင်မယ်အစွန်းနှစ်ဖက်ကိုရှောင်ပြီးတော့မျက်စိမှာပฏิပဒါလမ်းကရှောင်အောင်မယ်လို့ဆိုပြီးဒုက္ခនិရောဓဂ ामिनी ပฏิပဒါဆိုမေဃသစ္စာကိုအဓိကအသေးစိတ်ထားပြီးဟောတော်လိုက်တာပဲအဲ့ဒါဓမ္မစကြာရဲ့အနှစ်သာရပဲပေါ့ဘာလို့ရမယ်ဆိုတာဓမ္မစကြာကအနှစ်သာရဟောဒုက္ခရအောင်လုပ်เสียမလို့ရနေပြီဒုက္ခသမုဒယလည်းဖြစ်နေပြီသို့တော်ဒီဒုက္ခတွေငြိမ်းအောင်ငြိမ်းတဲ့နေရာရှိလားရှိတယ်နိဗ္ဗာန်ငြိမ်းအဲ့ဒီအငြိမ်းတက်ကိုရဖို့ဘယ်လိုလုပ်ရမလဲမဂ္ဂင်၈ပါးကျင့်တရားကျင့်ဒါကိုဟောလို့ရင်းမယ်နော်အဲ့လိုဟောလိုက်တဲ့အခါမှာရှင်ကုဋ္ဌညတပါးပဲနားလည်သွားတယ်ကျန်တဲ့ကိုတော့၄ပါးနားမလည်သေးဘူးသဘောပေါက်ဘူးလူသားတွေတဲကဒီတူပဲပထမဆုံးနားလည်မှုဖြစ်သွားတယ်ပေါ့ဓမ္မစက္ခုဖြစ်တယ်အဲ့ဒီဓမ္မစကြာတရားဟောတာဟာလည်းအခုလို့ဝါဆိုလာပြီးနေကြပါပဲထူးခြားတဲ့နေတစ်ခုပဲဒီလိုဆိုလိုတာဟောနောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ယမကပါတိဟာရိယလို့ခေါ်တယ်ယမကဆိုတာအစုံကိုပြောတာပါတိဟာရိယဆိုတာတကိုးပြရိယပါတိဟာရိယဆိုတာပတိပါတိဆိုတာဆန့်ကျင်ဘက်တွေကိုဟာရိယဆိုတာဖယ်ရှားပြစ်နိုင်အစွမ်းတကိုးဟာဆန့်ကျင်ဘက်တွေကိုချွတ်နိုင်မှုဖယ်ရှားပြစ်ဖို့စွမ်းထက်တယ်
ဒီလိုဆိုလို့အဲ့ဒီပါတိဟာရိယကဒီယေမိအစုံပြတာတွေတော့ယမကပါတိဟာရိယမြန်မာစာတွေထဲမှာယမိုက်ပြာတိဟာလို့ဒီလိုရေးတယ်နော်ယမိုက်ဆိုတာဗမာစကားလုံးမဟုတ်ဘူးယမကဆိုတဲ့စကားလုံးကိုယမိုက်လို့သုံးလိုက်တာပါမြန်မာလိုစကားအစစ်ကအစုံလို့ပြောရမယ်နော်အစုံဆိုတာတစ်စုံတွဲဘက်ကလေးတွေနဲ့တွားတာအဲ့တော့ဒီနှစ်ခုစုံလို့ပြရင်းနှမီးဆိုတာဆန့်ကျင်ဘက်ပဲမဟုတ်လားအဲ့ဒီဆန့်ကျင်ဘက်နှစ်ခုကိုတပြိုင်တည်းဖြစ်အောင်လုပ်ပြတယ်ဆိုတာနေတဲ့စွမ်းရည်မှမဟုတ်တာရေတစ်မျိုးတည်းကြီးပြနေလည်းပဲသိပြီးတော့ဆန်းတယ်လို့ထင်မှာမဟုတ်ဘူးမီးတစ်မျိုးတည်းပြနေရင်လည်းဆန်းတယ်မယ်ထင်မှာမဟုတ်ဘူးရေမီးနှစ်ခုစုံလုပ်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ယမိုက်ပြာတိဟာလို့ခေါ်တဲ့တကောပြာတိဟာကိုအကြီးအကျယ်အစွမ်းပြပြီးတော့ဆန့်ကျင်မဲ့ဖြစ်တဲ့ဒိဋ္ဌိတွေရဲ့အယူဝါဒကိုဒီနှိမ်နှင်းခဲ့တာလည်းပဲဟောဒီဝါဆိုလာပြီးနေပဲလို့ဆိုလို့တကောပြာတိဟာကတော့ပြတာဘဝမှာပြောရမယ်ဆိုရင်တော့မှတ်တမ်းအရာပြောမယ်ဆိုရင်မြတ်စွာဘုရားရေမီးစုံတကောပြာတိဟာပြတာ၃ခါရှိတယ်ပထမတစ်ခါကတော့အနိမိတတတ္တဟာလို့ပန္လင်္ကတတ္တဟာပြီးတဲ့အခါတရားဖြစ်တဲ့ပလင်ပေါ်မှာ9ရက်ထိုင်နေတယ်ထိုင်ပြီးတဲ့အခါမှာအရှိမြောက်ဘက်အရက်ကလေးကခက်လောင်းလန်းကနေပြီးတော့ဒီဘောဓိပင်နဲ့ပလင်ကိုစိုက်ပြီးတော့ကြည့်နေတာမမိတ်သောမျက်စိနဲ့ကြည့်တာ9ရက်နော်အဲ့ဒီလိုကြည့်နေတဲ့အခါမှာနတ်တွေကယုံမတန်တရားဖြစ်လာတယ်လုံးဆရာတွေကျမ်းနေသေးလို့လားဘုရားမဖြစ်သေးဘူးလားတရားသိတဲ့အသည့်တွေဟာကျမ်းနေသေးလို့လားလို့စိတ်ထဲမှာတန်တရားဖြစ်လို့မြတ်စွာဘုရားက9ရက်ကြည့်ပြီးတဲ့နောက်ပိုင်းမှာသူ့မှာလုံးဆရာကြံလို့မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြသလို့ဘုရားရဲ့အစွမ်းတကူကိုပြတဲ့အနေနဲ့ရေမီးအစုံတကူပြတွေကပြခဲ့တယ်လူတွေတော့မတွေ့လိရဘူးနတ်တွေပဲရှိမယ်အဲ့ဒီချိန်နောက်တစ်ခါမြတ်စွာဘုရားဖြစ်သူရောက်ပြီးတပည့်ဆက်ကြာဟောပြီးတော့ဗာရဏသီမှာတဝါဆိုတယ်ဝါကျွတ်တဲ့အခါကျတော့ဥရဝေလတောဘက်ကိုခရီးထွက်တယ်ယသိတထောင်ကိုချွတ်တယ်ချွတ်ပြီးတဲ့အခါမှာရာဇဂိုပြေကိုကြွရာဇဂိုရောက်တဲ့အခါကျတော့တဝါဆိုတယ်ဒုတိယဝါဆိုပြီးတော့တပေါင်းလာပြီးရောက်တဲ့အခါကျတော့ကာလုဒာယီမထေရလာပဲလို့ကပိလကိုကြွတပေါင်းလာပြီးကနေကြွသွားလိုက်တာ2လကစုံလာပြီးနေကနေပြီးတော့သွားလိုက်တယ်ရောက်သွားတယ်ကစုံလာပြီးနေမှာရောက်သွားတယ်အဲဒီတော့ရောက်သွားတဲ့အချိန်မှာဆွေတော်မျိုးတော်တွေကတိဋ္ဌထဟာငါတို့တူပဲငါတို့မြည်ပဲနဲ့ဆိုပြီးတော့လူငယ်တွေဒါရှ िख ိုးခိုင်းပြီးသူတို့ကမန်တက်ပြီးတော့ရှ िख မခိုးကြဘူးအဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့အစွမ်းတကူကိုပြသတဲ့အနေနဲ့ဆွေတွေမျိုးတွေကြားမှာယမိုက်ပြာတိဟာတကူပြာတိဟာကိုပြအဲ့ဒါကတစ်ချိန်နော်ဒုတိယအချိန်အခုဝါဆိုလာပြည့်နေ့မှာပြတယ်လို့ဆိုတာဘုရားဖြစ်သူရောက်ပြီးတဲ့နောက်မှာ9ဝါမြောက်သာဝတိမြို့မှာသတင်းသုံးနေထိုင်တဲ့အချိန်ဒိဋ္ဌိတွေကအစွမ်းတကူချင်းပြိုင်နေကြလို့လူတွေထင်ကြည့်အောင်မြို့ထဲမှာကြော်ညာပြီးအစွမ်းတကူချင်းပြိုင်မယ်လို့ဆိုပြီးတော့လုပ်တဲ့အချိန်မြတ်စွာဘုရားကအစွမ်းတကူရဲ့တတ္တိကိုအဲ့ဒီအချိန်မှာမပြရင်မဖြစ်လို့ပြပြီးတော့တာဝရိန္ဒနတ်ပြည်တက်သွားတယ်။ဟိုမှာတဝါဆိုပြီးတော့အဘိဓမ္မာတရားဟောတယ်။အဲ့ဒီတုန်းကဇပိုက်ပြာတွေဟာပြတယ်ဆိုတာဝါဆိုလာပြည့်နေပဲ6ဝါမြောက်ပြီး9ဝါမြောက်ဝါဆိုလာပြည့်နေမှာဒီဘုရားကြီးဟာပြအဲ့တော့ယမကပါတိဟာရိယရေမီးအစုံဒီဘုရားကြီးဟာဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုရေဖြစ်ဖို့အတွက်အာဘောကတိုင်းကိုဝင်စားရတယ်ဝင်စားပြီးတော့မှအဋိဋ္ဌာန်ရတယ်ငါရဲ့မျက်လုံးကနှစ်ဖက်ရှိတာမျက်လုံးတစ်ဖက်ကလက်ရဘက်မျက်လုံးကရေတွေပန်းထွက်ပါစေဆိုတာဟောဒိဋ္ဌာန်လိုက်တဲ့အခါရေတွေပန်းထွက်တခါတေဇောကတိုင်းဝင်စားပြီးတော့ငါရဲ့လက်ဝဲမျက်လုံးတွေကမီးလျှံတွေပန်းထွက်ပါစေဒီလိုဒိဋ္ဌာန်လိုက်တဲ့အခါလက်ဝဲမျက်လုံးတွေကမီးလျှံတွေပန်းထွက်လာအဲ့တော့လက်ရမျက်လုံးကရေလျှံတွေပန်းထွက်လာတယ်လက်ဝဲမျက်လုံးကမီးလျှံတွေပန်းထွက်လာတယ်တခါဟိုဘက်ဒီဘက်ပြောင်းပြီးတော့ရေနဲ့မီးပြောင်းပြီးတော့လုပ်ပြတယ်အဲ့ဒီ
ရေမီးအစုံတကောပြတွေဟာဆိုတာလက်ရမျက်လုံးတော်လက်ဝဲမျက်လုံးတော်ကထွက်ပြတယ်နားပေါက်တွေကနေပြီးတော့ပန်းထွက်ပြတယ်နှာခေါင်းပေါက်တွေကလည်းပန်းထွက်ပြီးတော့ပြတယ်ခန္ဓာကိုယ်အထက်ပိုင်းကမီးလျာဆိုရင်အောက်ပိုင်းကရေလျာအထက်ပိုင်းကရေလျာဆိုရင်အောက်ပိုင်းကမီးလျာအဲ့ဒီလိုတပြိုင်နဲ့အစုံလောက်ပြတာအစွမ်းတကောဟာအမတန်မှကြီးမားတယ်လို့ဒီလိုဆိုလိုတယ်နော်တကောဖန်ဆင်းပြီးတော့ကတိုင်းနှစ်ခုတစ်ချိန်စီဝင်စားရတာအလွန်လျင်လွန်အကြည့်လို့သာတပြိုင်တက်လို့ထင်ရအဲ့ဒါကိုမြန်မာတွေကသချင်းဆက်ထားတာရှိတယ်လေကြားဖို့ကြတယ်မဟုတ်လားထူးမချာနာဆိုတဲ့သချင်းထူးမချာနာဆိုတာလူတွေကအဓိပ္ပာယ်ဘယ်လိုကောက်တော့ဆိုမင်းဟာကြီးကထူးမချာနာကြီးပါကွာဒါပါပဲတစ်ဆက်တည်းလာနော်တခါလာမဲတယ်ပဲဆိုထူးမချာနာဆိုမထူးပါဘူးလို့ပြောတဲ့အဓိပ္ပာယ်မျိုးယူနေကြသချင်းရဲ့အဓိပ္ပာယ်ကအဲ့လိုမဟုတ်ဘူးနော်ဒါကြောင့်သချင်းဆိုရင်သေးသေးချာချာနားထောင်ကြည့်ဆိုရတဲ့လူလည်းဆိုကြည့်ပေါ့ဘုန်းကြီးတို့ကကြားအနန္ဒတော့မဆိုတတ်ဘူးအဓိပ္ပာယ်ကသူကဆိုတာပဲကြည့်အောင်လေပထမအစဆိုတာထူးဆိုတာလေးကိုဆွဲတယ်မဟုတ်လားထူးတယ်သိထူးဆန်းတယ်အံ့ဩဖွယ်ကောင်းတယ်ထူးဒါပေမဲ့လို့ရေနဲ့မီးနှစ်ခုဟာမချာနာဘူးတဲ့ထူးမချာနာမီးရေစုံတာလို့ဒီလိုဆိုတာမဟုတ်လားနော်အဲ့တော့ထူးတယ်အမှန်တမ်းထူးတယ်အံ့ဩစရာကောင်းတယ်တာမန်လို့ပုံကိုယ်တွေမလုံနိုင်ဘူးအမှန်တမ်းထူးတယ်ဒီလိုဆိုလို့တာမချာနာဘူးဆိုတာရေဖြစ်တဲ့အချိန်နဲ့မီးဖြစ်တဲ့အချိန်ရေလျံနဲ့မီးလျံဒီနှစ်ခုဟာအချိန်ချင်းကွာခြားနေတာမရှိဘူးကြည့်ရတဲ့ပုံပုံမှာတပြိုင်တည်းလို့ထင်ရတယ်လို့ဒီလိုဆိုလို့တာနော်အဲ့ဒီအဓိပ္ပာယ်ကိုမယူဘဲနဲ့ထူးမချာနာကြီးပါလို့ပြောတာမျိုးဖြစ်တတ်တယ်နော်ထူးတယ်သိထူးဆန်းတယ်သို့တော့ရေနဲ့မီးနဲ့ဟာကွဲပြားခြားနားမှုမရှိအောင်တပြိုင်တည်းကိုဖြစ်ပေါ်စေတယ်လို့အဲ့ဒါထူးမခြားနာသချင်းဆိုတာကြားရင်ဒီတစ်ခါသေးသေးချာချာမှတ်ထားနော်အဲ့ဒီထူးမခြားနာဆိုရှေးသချင်းကြီးကဒီရမိုက်ပြာတိဟာကိုချီးမွမ်းပြီးတော့ရှေးကပညာရှိကြီးတွေရေးထားတယ်အခုခေတ်တော့သချင်းတွေကဘာမှမသိဘူးတော့နော်ဘာမှမသိဘူးဒုက္ခနဲ့သူတော့ဟုတ်ပါတယ်လေဒုက္ခနဲ့သူတော့ကြိုက်နေကြတာပဲမော့နေကြတာမော့နေမကဘူးကလက်တွေလည်းမြောက်ဘာတွေလည်းမြောက်ကုန်အောက်ကလူတွေကခုံတာပုံမြင့်နော်ဆိုတဲ့လူကလှုပ်တာလေအောက်ကလှုပ်တာပုံများတယ်ကိုအဲ့ဒါပြောတဲ့တည်းမှာမြင်းကမလှုပ်ခုံကလှုပ်ဆိုအဲ့ဒါထူးခြားနာကြတော့အဲ့လိုမဖြစ်ဘူးလူတွေကငြိမ်းကြသွားတာနော်ဟိုကတော့လှုပ်ရွလာအောင်ဆိုတာနဲ့တူပါလေကြာအဲ့ဒါလို့ရမိုက်ပြာတိဟာရေမိအစုံတကောပြာတိဟာပြတယ်လို့ဆိုတာဟာလည်းပဲအဲ့ဒီတတိယအကျင့်ပြတာဟာဘာဆိုလာပြီးနေပါအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ရဗုဒ္ဓရဲ့ဒီဘာဆိုလာပြီးနေမှတ်တရားတွေဟာ၄မျိုးရှိတယ်လေထူးခြားချက်တွေကိုဖော်ပြထားတယ်တခြားတွေရှိကောင်းရှိနိုင်တော့လေစာပေကျမ်းဂန်မှာဒီ၄ခုဖော်ပြထားတာရှိတယ်ပေါ့နော်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့ဝါဆိုလာပြီးနေရောက်တိုင်းဓမ္မစကြာအခါတော်လေးမြတာမကဘုရားအလောင်းတော်လေးတန်လေခပြီးတော့လူကုန်လူဘဝလူသားအဖြစ်ရောက်ရှိလာလူသားအဖြစ်နော်ဒီခင်ဝမ်းနဲ့ဝင်ရောက်လာတဲ့နေ့ဟာလည်းပဲဝါဆိုလာပြီးနေပဲတခါတောထွက်တော်မူတဲ့နေ့တရားဓမ္မရှာဝေဖို့လူတွေအကျိုးပြုဖို့ဆိုပြီးတော့တောထွက်ပြီးတရားရှာတဲ့နေ့ဟာလည်းပဲဝါဆိုလာပြီးနေပဲတရားတွေ့လို့တရားကိုဟောပြောတဲ့နေ့ဟာလည်းတရားဥဒ္ဓမစကြာကိုဟောပြောတဲ့နေ့ဟာလည်းဝါဆိုလာပြီးနေပဲမှားရွေးတဲ့အယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေကိုနှိမ်နှင်းပြီးတော့တကယ်တမာတိစွမ်းအားဟာဘလောက်ကြီးမားတယ်ဆိုတာကိုထင်ရှားပြလို့ရေမီးအစုံတကောပြာတိကပြတာဟာလည်းပဲဝါဆိုလာပြီးနေပဲလို့ဟောဒီဝါဆိုလာပြီးနေအမှတ်တရတွေကိုခုဝါဆိုလာပြီးနေမှာကြားနာကြရပြီဘုရားမြတ်စွာရဲ့အစွမ်းတကောဘုရားမြတ်စွာရဲ့အစွမ်းတကောတွေကိုသိပြီးတော့ဘုရားမြတ်စွာရဲ့အသိဉာဏ်ကြီးမားမှုထိုကြီးမားတဲ့အသိဉာဏ်ကြီးနဲ့အကောင်းတဲ့အဆိုအကြောင်းနဲ့အကျိုးပြည့်စုံတာနဲ့မရှိတာခွဲခြားဟောထားတဲ့ဘုရားရဲ့အဆုံးအမတွေလွဲမှားမှုမရှိဘူးတို့တွေဘုရားရဲ့အဆုံးအမတွေရင်ထဲနှလုံးထဲရောက်အောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဘုရားရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးမှသာလေဆင်းရဲဒုက္ခလွတ်မြောက်မှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးတော့ဘုရားမြတ်စွာရဲ့ခုံကိုယေရှုတရားကိုယေရှုဆက်တော်အားဖြင့်
ဝါဆိုလာပြီနေတိုင်းအမှတ်တရဖြစ်ပြီးကုသိုလ်တရားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း